အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှဆိုလို့ရှိရင်မိတ်ဆွေတို့ကျွန်မဒီနေ့လာရောက်မိတ်ဆက်ပေးမယ်ဒီပစ္စည်းလေးကတော့ကျွန်မကိုယ်တိုင်သုံးဆွဲပြီးခဲ့ပြီဖြစ်တဲ့ဒီဆက်ဆက်မောကုမ္ပဏီမှာထုတ်လုပ်တဲ့ဒီခေါင်းလျှော်ရည်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီခေါင်းလျှော်ရည်လေးကိုခေါင်းလျှော်ပြီးလိုက်တဲ့ခါကျရင်ရားရံချင်းသပင်ကျွတ်ချင်းနဲ့သပင်ကျန်းတာတွေကိုလည်းတတပြောက်ကင်းစီပြီးတော့သပင်တွေဖြူလာပြီးတော့ပြလာတာတွေကိုလည်းတတပြောက်ကင်းပြီးတော့တိတိတတ်တာပေါ့နော်ပြောက်ကင်းဒီပါရရှင်ဒီဆက်သက်မောကထုတ်တဲ့ကောင်းချွေလေးရဲ့ရှော့ပြီးတဲ့အပြင်ကိုဒီပေါင်းသေးကိုလည်းသုံးလိုက်တဲ့ခါကျရင်သပင်ပျက်စီးခြင်းကိုတတပြောက်ကင်းစီပြီးတော့အပူဒဏ်လေထုညဉ့်ညံမှုဒဏ်ကြောင့်ပျက်စီးနေတဲ့ဆန္ဒများကိုလည်းအာဟာရပြန်ပြီးတော့ဖြစ်ဆက်ပြီးတော့သပင်ကိုနူးညံ့ချုံမွေ့တောက်ပြောင်စီပါရရှင်သပင်ပါခြင်းသပင်ကျွတ်ခြင်းနဲ့အမြင့်မှအဆုံးဒီနဲ့ဆိုင်စွာအားဖြစ်ပေးပါရရှင်ဇာတိဥအဆင်မပြေလို့နေ့ရက်တိုင်းမှာသပင်ကိုလှအောင်ယူဆိုင်ပြီးမယ်ဆိုရင်ဒီစစ်သက်မောကထုတ်လုပ်တဲ့သပင်ပေါင်းစည်းလေးနဲ့သပင်ကောင်းချွေလေးကိုသုံးခြင်းအပြင်သပင်ကိုတိတိတတ်ကောင်းစီပါတယ်